ကျွန်တော်ကတော့ထားရအောင်ဖြစ်ပါတယ်2025ခုနှစ်ဇူလိုင်လ1လစာအတွက်တောက်ကြသားသမီးတွေအားလုံးအတွက်တဲတော့ကကျွန်တော်ကိုဖတ်ကြားပြဆိုပေးမှာဖြစ်ပါတယ်ဗျာဒီလိုအချိန်ကာလမျိုးကတော့ကိုယ့်ရဲ့အိမ်မှာအလှူအတန်းတွေပြုလုပ်ရတဲ့နေ့တစ်နေ့ဖြစ်ပါတယ်။လုံတော့ကတော့တီတီလေးပဲနောက်တော့အလှူမင်္ဂလာဆောင်ကအကြီးကြီးဖြစ်သွားတတ်ပါတယ်။ဆရာတော်သမားတော်ရဲ့ပုံတော်တကိုးကြီးဖျားတော်ရဲ့ပုံတော်တွေအိမ်ကိုကြွလာတာမျိုးလက်ဆောင်ရတာမျိုးတွေကြုံရတဲ့အချိန်ဖြစ်ပါတယ်။ဥစ္စာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာတော့တီတီဘောဘောတဲ့ဆိုရင်ထီးတို့ခနဲ့တို့နာယူအထဲလေးတို့ဝင်ပါလိမ့်မယ်။ကြီးကြီးမားမားတဲ့ဆိုရင်ဒေါ်လာတို့တိုက်ခန်းတို့တယ်လီဖုန်းတို့ဝင်လာတဲ့အချိန်ဖြစ်ပါတယ်။မိတ်ဆွေပေါင်းတဲ့ကစစညနာမည်ပါတဲ့သူတွေကိုကောင်းကျိုးပေးတယ်။၎င်းတို့နဲ့ပူးတွဲပေါင်းဆက်ပြီးလုပ်တဲ့လုပ်တွေစင်ပြေပါလိမ့်မယ်။အောင်မြင်ပါလိမ့်မယ်။တတိထားမဲ့နေ့နဲ့နေကအာအီဥအေအောအောင်လို့အေးလို့ဤလို့ပါတဲ့သူတွေတတိထားရှောက်ကျင်ရမယ်။သာသီနဲ့ပတ်သက်တဲ့ကိစ္စလွတ်ထားလို့မရပါဘူးအောက်လုံးနဲ့ဒါနဲ့ပတ်သက်တဲ့ကိစ္စတည်တည်ကြကြစောင့်ကြည့်နေဖို့လိုအပ်ပါတယ်ကားဝယ်ဖို့ရည်ရွယ်ထားတဲ့လူတွေကတော့ရှေ့ရဲ့ကြော်မှာဝယ်ပါဗျရန်နဲ့နောက်ဆက်နဲ့ပတ်သက်ပြီးတော့ကိုကတော့ရန်လို့ပါဘူးတိုးတော့တယ်ပြောကိုရန်လို့တဲ့သူ2ယောက်ရှိပါတယ်ဗျခြေနဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စဒီမှာတော့ပြက်လူဆဲလူကွဲလူကွာမလူနဲ့ပဲအချိန်ကြီးကုန်သွားတတ်ပါလေဗျာကျမ်းမာရေးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေကတော့ဒူးလို့နားလို့နှာခေါင်းလို့နှလုံးလို့နဲ့ပတ်သက်တဲ့ယောဂါတွေဖြစ်တတ်ပါလေခံစားတတ်ပါဘုရားဘာသာကိုးဝဲတဲ့သူတွေအတွက်ဒိဋ္ဌံပြီးတစ်မျိုးကိုညွန်ကြားပြဆိုရမယ်ဆိုရင်တော့တာရတဗုဒ္ဓအောင်ပြီဆိုရင်ဒီနေ့ကိုဒီနှစ်ပတ်စိတ်ကမှာပဲဖြစ်ပါတယ်။တန်တရားအကောင်းဘက်ကိုရွှေ့လျားနေတာ80%ရှိပါတယ်။ဒီတို့ကစမ်းကျင်တဲ့သူတွေကတော့တေကနံ5ကနံအတွဲလိုက်စားတဲ့ဒီကိုထိုးခြင်းအဖြစ်ထီစုကြီးနဲ့တိုးစေနိုင်မှာပဲဖြစ်ပါတယ်။လက်ကြီးကလာတစ်ခုညွန်ကြားပြဆိုရမယ်ဆိုရင်တော့အဖြူရောင်လို့အနီရောင်လို့တွဲဆက်ထားတဲ့ကာလာတွေဝတ်ဆင်ခြင်းအပြင်ကိုယ့်ဘက်ကနေကန်သာစီးရမယ်ကန်ခွန်ရန်ကောင်းရမယ်ကိုပြောတဲ့စကားတွေအောင်မယ်တစ်ဖက်လူကိုယ်ပဲပါတဲရရတဲ့တခုညွန်ကြားပြဆိုရမယ်ဆိုရင်တော့ကောင်းခြင်းပေါင်းတစ်ပတ်ကန်အိုဒီမောက်မောက်လေးဖြူအမွှေးတိုင်းတစ်တိုင်းဖျောင်းတိုင်းတစ်တိုင်းမြတ်စွာဘုရားကိုကတ်လူဆိုလူတန်းပြီးတော့ကိုဖြစ်ခြင်းတဲ့စံနာတွေကိုလေးနဲ့ယုံကြည်ကြည်နဲ့အသေးစိတ်အတန်ထွက်ပြီးတဝါးဆုတောင်းပါဗျာဒါဆိုရင်တော့လူကြီးမင်းတို့မှကြုံတွေ့ရမယ်ကံစားတာညံ့ခိုက်ပြီးပြေပြောင်းပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေပါပဲဖြစ်ပါတယ်ဗျာကျွန်တော်ကတော့ထိုက်အောင်နေပါဗျာဤနေ့ဤရဲ့ဤချိန်ကနေစပြီးတော့လူကြီးမင်းတို့ရဲ့လုပ်ငန်းဆောင်တာများသည်လေအောင်မြင်တဲ့အောင်မြင်ခြင်းတိုးတက်တဲ့တိုးတက်ခြင်းဒီမောချမသွေဖြစ်ပါစေတည်းတော်လန်းတာလို့လာလန်းဖြောင်းပါစေတည်းဘေးပရဝေးกว่าပါစေတည်းမိုးစံပပမလမ်းဖြာနိုင်ပါစေတည်းဘဝစာများလှူပြီးတော့ပေါ်တုံးနိုင်ပါစေတည်းជីវတိုးတက်အောင်မြင်ချမ်းသာပါစေတည်းစီးပွားသုံးစာတိုးပါစေတည်းအသက်ရှူတိုင်းဝေဝင်ချမ်းပါစေတည်းဟုကျွန်ုပ်ထိုက်အောင်ကလူကြီးမင်းတို့မိသားစုဟာဒီနေရာကနေစူတောင်းမြတ်တာများလှိုက်လေပို့သားလိုက်ရကြောင်းပါဗျာရဲ့စီဝါရဲ့အခြေအိမ်တော်ရဲ့စတဲ့ကကြမှာ hostel တွေကိုနေလခါရေးပေတွေကနေပြီးတော့အချိန်ကုန်သက်သာဆောင်ရဲ့ online ကနေပြီးတော့မေးမြန်းနိုင်ပါပြီ။ online ပေတွေကိုမေးမြန်းလိုပါကနေလ application ရဲ့ online ပေတွေကဏ္ဍကနေဝန်ဆောင်မှုရယူပြီးတော့နေ့စဉ်မေးမြန်းနိုင်ပါတယ်။တနေ့ခါရဲ့ကံကောင်းချက်တွေကိုပိုက်ဆိုင်နိုင်ကြပါစေလို့နေလအခါရေးပေတွေကနေပြီးတော့ဆုတောင်းပေးလိုက်ပါတယ်ရှင်။